ကြောက်တယ်မင်းကြားမှာဆိုးတဲ့ရင်ခုန်တန်ဟန်ဆောင်ပြုံးတွေကြားမှာငါကဘာကပြိုလဲလို့နေမင်းနာမှာရှိနေပေမဲ့ဝေးလို့နေငါတို့ကဘာချတငယ်ချင်းဆိုတဲ့စကားလုံးကငါကိုတတ်နေတဲ့ဒါပဲဖွင့်ပြောလိုက်ရင်ဆုံးရှုံးရမှာ